Okay မမြုပ်သေးဘူးခဏလေးနော် Okay Okay ရပြီနော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကျွေးမယ်တဲ့မှာဆိုရင်ဒီ protein များတဲ့အသားဓာတ်များတဲ့အာဟာရအမှုန့်တွေဆိုတာအာဟာရမှုန့်တွေအခုဖြောတောက်ကြတယ်မလားဘာညာပေါ့နော် brand နာမည်တွေတော့ကျွန်တော်ထည့်မပြောတော့ဘူး cancer အတွက်ဆိုပြီးတော့တောက်တာရှိတယ်စီဂျိုအတွက်ဆိုပြီးတော့တောက်တာတွေရှိတယ်ဒီအာဟာရမှုန့်တွေတောက်တယ်ဆိုရင်လည်းအာဟာရဖြစ်စေတယ်ကျန်းမာရေးအတွက်ကောင်းစေတယ်ဒါပေမဲ့တခုပြောချင်တာအခုခေတ်အခုခါမှာအရန်ဈေးကြီးနေတယ်ကုန်စည်နှုန်းတွေတက်နေတဲ့အချိန်မှာဒါတွေရောတကယ်ပုံမှန်ဝယ်တောက်နိုင်ပါမလားလူနာတိုင်းဒီဝယ်မတောက်နိုင်ဘူးပရိုတင်းများတဲ့အာဟာရအရည်တွေလူနာတိုင်းဒီဝယ်တောက်ဖို့အတွက်အဆင်မပြေတော့ဘူးအခုချိန်မှာအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကိုယ်တွေဈေးထဲမှာဝယ်လို့ရတဲ့အစားအစာတွေနဲ့ protein တက်ပြည့်အောင်အသားတက်ပြည့်အောင်ဘာတွေကျွေးကြမလဲပေါ့အဲ့တော့ကြက်သားတွေငါးတွေဒီလွယ်လွယ်ကူကူစားလို့ရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီမှာအသားကိုကျွေးရမယ်လို့ပြောလိုက်တဲ့အချိန်မှာ cancer ဖြစ်ပြီဆိုတာနဲ့ကြက်သားကိုရေလုံးပြုတ်ပြီးတော့ပဲအမြဲကျွေးတာမျိုးငါးကိုပေါင်းပြီးတော့ပဲကျွေးတာမျိုးကြက်ဥပြုတ်ကြီးပဲတစ်ချိန်လုံးကျွေးတာမျိုးတွေတော့မစင်စားပါနဲ့အဓိကလူနာကိုကင်ဆာဝေဒနာရှင်ကိုကျွန်တော်တို့ကဘယ်လိုမြင်ရမလဲဆိုရင်တာမန်လူတစ်ယောက်အနေနဲ့ပဲကျွန်တော်တို့မြင်ရမယ်တာမန်လူတစ်ယောက်ကျွေးတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ကျွေးရမယ်သူ့ကိုကင်ဆာဖြစ်နေလို့ဆိုပြီးတော့အသားဆိုရင်လည်းပြုတ်ပြီးတော့ပဲကျွေးတယ်ရေလုံးပြုတ်ပြီးတော့ပဲကျွေးတာတို့နော်ငါးဆိုရင်လည်းပေါင်းပြီးတော့ပဲကျွေးတာကြက်ဥတို့ဘာလို့ဆိုလဲကြက်ဥပြုတ်ပါညာဒီလိုကြီးပဲဆက်တိုက်ကျွေးနေလို့ကတော့တာမန်လူကင်ဆာမပြောနဲ့တာမန်လူဆိုရင်လည်းပုံမှန်ဆိုမစားနိုင်တော့ဘူးပေါ့အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ကျွေးတဲ့နေရာမှာအသားတွေငါးတွေကိုကျွန်တော်တို့မြန်မာလူမျိုးတွေချက်နေကြပုံစံအတိုင်းချက်လို့ရတယ်ကြက်သားကိုစီပြန်ဟင်းလေးချက်မှာလားငါးကိုချင်းဟင်းလေးချက်စားမှာလားကြက်ဥပဲဥဟင်းချက်စားမှာလားနော်ကြိုက်တယ်လို့လုပ်လို့ရတယ်ဆိုလိုချင်တာကရေလုံးပြုတ်တဲ့အဖြူတွေကျွေးနေစရာမလိုဘူးကျွန်တော်အရှိဆုံးမှလည်းပြောခဲ့ပါတယ်ကင်ဆာဆိုလို့ကျွန်တော်တို့အထူးတလဲပြုပြင်ထားတဲ့အစားအစာကိုကျွေးစရာမလိုဘူး special diet ဆိုတာမရှိဘူးကင်ဆာလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်အဓိကကျွေးရမယ့်ပုံစံဒီတာမန်လူအတိုင်းပဲကျွန်တော်တို့ကျွေးရမယ်ဒါပေမဲ့ကိုတို့ကျွေးလိုက်တဲ့အစားအစာတွေဒီတန့်ရှင်းနေဖို့တော့လိုအပ်တယ်တန့်ရှင်းနေဖို့လိုအပ်တယ်အဲ့တခုပဲအရေးကြီးတယ်ထွေထွေထူးထူးကြီးဈေးကြီးတဲ့ဟာတွေကျွေးနေကြမလို့ကြက်သားရယ်ဆိုတဲ့နေရာမှာကျွန်တော် CP ကြက်ကျွေးလို့ရပါတယ်မြန်မာကြက်ရယ်လို့ကျွေးစရာမလိုပါဘူးမြန်မာကြက်လို့ဆိုတာအရသာတော့ပိုရှိလိမ့်မယ်ဒါပေမဲ့အာဟာရတန်ဖိုးအဖြစ်လဲ CP ကြက်နဲ့အရင်လည်းတိတ်မကွာဘူးဒါပေမဲ့ဈေးရန်ကြီးတယ်ဝယ်လို့ရရင်လည်းအသားထဲမှာအယိုးတွေကအယိုးတန်းမှာကတ်နေတဲ့အသားလေးကိုပဲနည်းနည်းလေးစားရတာဆိုတော့ protein တက်ပြည့်ဖို့ဆိုတာလည်းခက်ခဲသွားတယ်အဲ့တော့ကျွန်တော်တို့ဆိုလိုချင်တာကအသားတွေစားတဲ့နေရာမှာဈေးကြီးတဲ့အသားတွေမှာအာဟာရဖြစ်တာလည်းမဟုတ်ဘူးကြက်ဥဆိုရင်လည်းကျွန်တော်တို့တောကြက်ဥကျွေးတဲ့လူမျိုးဆိုတာထက်ဆိုင်ဘာကြက်ဥပဲဖြစ်ဖြစ်ကြက်ဥဖြစ်ရင်ပြီးရောကြက်ဥကိုတေချာကြက်အောင်ပြုတ်ပြီးတော့ကျွေးမယ်တခြားပုံစံနည်းမျိုးစုံနဲ့ချက်ပြီးတော့ကျွေးမယ်အကုန် okay ပါတယ်အကုန်အဆင်ပြေပါတယ်အဲ့ဒါကိုကျွန်တော်တို့ကတောကြက်ဥလေးကျွေးလိုက်တယ်ပုံမှန်ကြက်ဥကတစ်လုံးထားပါတော့အခု900လားတစ်လုံး900လောက်ရှိနေချိန်မှာတောကြက်ဥကို1000ပေး1500ပေးပြီးတော့ကျွန်တော်ဝယ်စားနေစရာမလိုဘူးပုံမှန်ကြက်ဥဆိုရင်ဒီတိုင်းပဲကျွေးရတယ်ကြက်သားလည်းဒီတိုင်းပဲကိုကမြန်မာကြက်ကပေါ်ပေါ်တီတီရလို့ကျွေးမယ်ဆိုရင်တော့ကောင်းတာပေါ့ဒါပေမဲ့လူတော်တော်များများဗမာကြက်ကိုမစားနိုင်တော့ဘူးအဲ့တော့ဒီချိန်မှာကျွန်တော် CP ကြက်ကိုစားမှာလားစားမယ်ဆိုအဆင်ပြေတယ်ဘာမှပြဿနာမရှိဘူးပေါ့နော်နွားနို့တို့ပဲနို့တို့ကျွန်တော်အဓိကထားပြီးပြောခြင်းနဲ့နွားနို့တွေပါတိုက်တဲ့အချိန်မှာတော့ကြတော့ကျွန်တော်ကတော့လေဖြစ်နိုင်တယ်ဆိုရင်တော့စက်ကူဘူးနဲ့လာတဲ့နွားနို့တွေကိုပို့အားပေးတယ်ပေါ့စက်ကူဘူးနဲ့လာတဲ့နွားနို့တွေကကြတော့ तू ကတော့ပိုးသက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အန်ရယ်ကင်းတယ်ဒါပေမဲ့ခတ်တာကလည်းဘာဖြစ်နေလဲဆိုတော့ဒီစက်ကူဘူးနဲ့လာတဲ့နွားနို့တွေကလည်းအခုခေတ်အခုခါမှာအင်မတန်မှဈေးကြီးနေတယ်